哈利路亚！要是咱偏的看讲几百把岁，哈利路亚，阿门，哈利路亚！今年罗诺个巴多个，就马路也阿得大个，把路比嘞说路阿得哈拉个皮比嘞说嘞，讲是呢，今年就嘛变比标多嘛皮的，喏，多啊困难切，把呢难他嘞说人，喏阿弟阿难的呢，就马路难心他啦皮的，number 1 nu number 2 number 1 nu number 2ယာယေ number 3ပန်တီ number 4ပေါင်မုံ number 5ရေဒီနေ့တော့ရေနဲ့ဆိုင်တဲ့အရာပြောသွားမှာဖြစ်တယ် number 6ကအသား number 9ကအတီးအရွယ်လို့ပေးထားတာဖြစ်တယ်ဆိုတော့နိုင်ရှင်ထားတာဖြစ်တယ်ဒီနေ့ကျမတို့အတီးအနံတွေကကျမတို့ရဲ့ခန္ဓာကိုယ်အတွက်ဘာဖြစ်လဲအကျိုးရှိစေတယ်အားရှိစေတယ်ဒီလိုပဲနှုတ်ကပတ်တော်ကကျမတို့ရဲ့အသက်တာအတွက်ခွန်အားဖြစ်စေတဲ့အရာကိုတွေ့ရတာဖြစ်တယ်เนาะဒါကြောင့်မလို့ဒီနေ့ပြန်ပြီးပြောမယ့်အရာကရေနဲ့ဆိုင်တဲ့အရာဖြစ်တယ်ရေနဲ့ဆိုင်တဲ့အရာကနှုတ်ကပတ်တော်ကဘယ်မှာတွေ့ရလဲဆိုဟေရှာယအနာဂတ်ကျမ်းအခန်းကြီး55မှာတွေ့ရတယ်အငယ်30နဲ့17မှာတွေ့ရတယ်မိုးရေနဲ့မိုးပွင့်တို့ဒီမိုးကောင်းကင်မှာဆင်းသက်၍နောက်တဖန်မပြန်နဲ့เนาะမြေဒီမျိုးစစ်ကြေးတော်သူအားမျိုးစစ်ကို၎င်းအစားစားတော်သူအားအစားကို၎င်းပေးမိအကြောင်းမြေကိုစိုးစေသဖြင့်အပြင်ပေါက်စေ၍အတီးကိုတီးစေတကဲ့သို့တဲ့ဒီနေ့မိုးရွာလိုက်တယ်ချက်ချင်းကောင်းကင်တက်လားမတက်ဘူးမြေမှာအရင်စူပေးပြီးအငွေ့ပြန်ပြီးတက်တာဖြစ်တယ်เนาะဆိုတော့မြေမှာစူပေးတယ်ချက်ချင်းမိုးရေအကောင်းကင်ကိုပြန်မတက်ဘူးเนาะမြေမှာအရင်စူစွတ်ပေးတဲ့အခါမှာဘာလို့ရလဲဆိုအပြင်ဒီစိုက်ပြိုးလို့ရတာဖြစ်တယ်ဟာလေလုယာအဲ့အပြင်ဒီစိုက်ပြိုးတဲ့အခါမှာကျမတို့ဘာဖြစ်လဲเนาะကျမတို့တောင်တူ sorry ကျမတို့ဒီစဘာဆိုင်ပြူတဲ့သူပဲဖြစ်เนาะအတီးနန်ဆိုင်ပြူတဲ့သူပဲဖြစ်မိုးဆိုပေးတယ်မိုးဆိုပေးတဲ့အခါမှာဘာဖြစ်လာလဲပြန်ပြီးအပြင်ကိုကြီးထွားတယ်ကြီးထွားပြီးမှအဲ့အပြင်ကဘဒုအတွက်အကျိုးရှိလဲလူသားတွေအတွက်အကျိုးရှိတယ်ပြန်စားတယ်အဲ့တော့ဖခင်ကမိုးကိုရွာစေတာအလကားမရွာစေဘူးနော်မိုးကိုရွာစေတာအလကားမရွာစေဘူးဒီလိုပဲ7မှာဘာပြန်တွေ့ရလဲဆိုရင်ထို့အတူငါဤနှုတ်ကပတ်တော်ဒီဖြစ်လိမ့်မည်ဖယားကထူအတူငါရဲ့နှုတ်ကပတ်တော်ဖြစ်လေဖယားရဲ့နှုတ်ကပတ်တော်ကလောကကြီးကိုစေလွတ်တယ်ဖယားကမိုးနော်မိုးကောင်းကင်ကနေကိုမိုးကိုစေလွတ်တဲ့အရာကအကျိုးနီးတက်စေလွတ်တာမဟုတ်ဘူးလူတွေအတွက်အကျိုးရှိစွာစားတောက်ဖို့အဲ့စားတောက်ပြီးမှဖယားကနော်ဖယားအတွက်ကျမတို့ကအပြန်ပြီးအသက်ရှင်ဖို့လို့တလို့နော်ဒီနေ့ကျမတို့သူ့အတူတဲ့နှုတ်ကပတ်တော်စကားဒီတဲ့ဖြစ်လိမ့်မည်အဲ့လိုပဲမိုးရေလိုပဲဖယားရဲ့နှုတ်ကပတ်တော်ကကျမတို့အထဲမှာစေလွတ်ပြီးမှကျမတို့အထဲမှာမြုပ်သွားဖို့တေသွားဖို့မြုံသွားဖို့မဟုတ်ဘူးဘာပြန်လုပ်ရလဲဆိုရင်အကျိုးမရှိဘဲငါထံတို့မပြန်ရကျမတို့ဖယားတခင်ရဲ့စေလွတ်တဲ့နှုတ်ကပတ်တော်ကိုကျမတို့ခံယူပြီးမှအကျိုးရှိဘာဖြစ်လဲအဖကိုပြန်ပြီးသွားရမှာဖြစ်တယ်เนาะဒီမှာပဲရေကဒီမိုးရွယ်ကြပြီးမှချက်ချင်းကောင်းကင်ပြန်မတက်ဘူးเนาะကဘာမြေကြီးကိုအကျိုးပေးတယ်ဒီလိုပဲကျမတို့ရဲ့အထဲမှာဖယားရဲ့နှုတ်ကပတ်တော်စေလွတ်ထားတဲ့အရာကကဘာတူကဘာသားအတွက်အကျိုးပြန်ရှိပြီးမှပဲသူ့စီပြန်လာဖို့ဖယားကအလိုတော်ရှိတာဖြစ်တယ်เนาะဆိုတော့အကျိုးမရှိဘဲငါထံတို့မပြန်ရငါအလိုကိုမပြည့်ငါအလိုကိုပြည့်စုံစေမိငါအလိုကိုပြည့်စုံစေမိငါစေခိုင်းတော်အမှု၌အောင်လိမ့်မည်ဘာလို့ဖို့လဲဖခင်ရဲ့အလိုတော်ကနိုင်ငံတော်နဲ့ရှင်တော်ဧဝံဂေလိတရားစကားကိုလူတိုင်းကြားဖို့လူမျိုးတကာကြားဖို့ဖခင်အလိုတော်ရှိတာဖြစ်တယ်အဲကြောင့်ဒီနှုတ်ကပတ်တော်ကိုဖခင်စေလွတ်တဲ့အခါမှာကျမတို့ရဲ့အထဲမှာဒီနှုတ်ကပတ်တော်ဝင်သွားပြီးမပြီးဘူးနော်ဒီတိုင်းအသက်ရှင်ပြီးတေပြီးဖျားစီမှာပြန်ဖို့မဟုတ်ဘူးဖျားအလိုတော်ရှိတဲ့အရာကငါစေခိုင်းတော့အမှုကိုအောင်လိမ့်မည်ဖျားရဲ့မဟာစေခိုင်းချက်ကနိုင်ငံတော်နဲ့ရှင်တော်ဧဝံဂေလိတရားစကားကိုလူတိုင်းကြားဖို့ကျမတို့ရဲ့အထဲမှာကြာလာတဲ့ဖျားရဲ့နှုတ်ကပတ်တော်ဘာဖြစ်လဲနှုတ်ကပတ်တော်မျိုးစေ့ကပြန်ပြီးပွားဖို့ဖခင်လိုတော်ရှိတာဖြစ်တယ်ဟာလေလုယာနော်ဒါကြောင့်မလို့ဒီနေ့ရေဆိုတာကကျမတို့ခန္ဓာကိုယ်အတွက်အရေးမကြီးဘူးလားကျမတို့ခန္ဓာကိုယ်မှာနော်ရေမရှင်းရလားသမင်းမရှင်းရတယ်နော်ရေမရှင်းမရဘူးဒီနေ့ကျမတို့ရဲ့ခန္ဓာကိုယ်မှာကယေရှုရဲ့အသွေးနဲ့ရေနဲ့ကျမတို့ပေါင်းစပ်ထားတဲ့အရာဖြစ်တယ်ခန္ဓာကိုယ်မှာရေဓာတ်ကအရေးကြီးတဲ့အရာဖြစ်တယ်ဒီလိုပဲဖခင်တခင်ရဲ့နှုတ်ကပတ်တော်ရေကလည်းကျမတို့အသက်တာအတွက်အရေးကြီးတဲ့အရာဖြစ်တယ်ဟာလေလုယာကျမတို့အသက်တာအတွက်အရေးကြီးတယ်ဒါပေမဲ့ကျမတို့အထက်မှာရေပြည့်နေပြီဆိုရင်ဒီတိုင်းပဲပြည့်ပြီးကောင်းကင်ပြန်သွားဖို့မဟုတ်ပါဘူးเนาะအဖစီပြန်သွားဖို့မဟုတ်ရေနှုတ်ကပတ်တော်ရေအားဖြင့်ကြံတဲ့တူတွေပြန်ပြီးမှဘာဖြစ်လဲကောင်းကြီးဖြစ်ဖို့
သူတို့ပြန်ပြီးလွတ်မြောက်ဖို့ကျမတို့ကဖခင်ရဲ့မဟာစေခိုင်းချက်ကိုကျမတို့လုပ်ရမှာဖြစ်တယ်ဟာလေလုယာကိုလွတ်မြောက်တယ်လို့ကိုကောင်းကြီးခံစားရတယ်လို့နော်ဒီနေ့ကျမတို့ခန္ဓာကိုယ်မှာနော်အစာမစားဘဲနဲ့တရက်နေလို့ရတယ်ဒါပေမဲ့ရေမတောက်ဘဲနဲ့ရလားမရဘူးနော်ဆိုတော့တရက်ရေမတောက်ဘဲနဲ့ဆိုရင်တော့ကျမတို့ရတယ်အစာရှောင်ရင်တရက်ရေမတောက်ဘဲနဲ့ရတယ်နော်ဆိုတော့နေရက်တော့မရလာဘူးနော်ဆိုတော့တယောက်နဲ့တယောက်ဒါကတော့မတူဘူးဒါပေမဲ့အဓိကနော်ကျမတို့ခန္ဓာကိုယ်မှာရေရရှိမှကျမ်းမာတွေဝဖြူတယ်ဒီလိုပဲအားရှိတယ်ဒီလိုပဲနော်ဒီနေ့ကျမတို့ကျမတို့ရဲ့အသက်တာမှာနှုတ်ကပတ်တော်ရေမရှိဘူးဆိုရင်ခန်းချောက်မှာဖြစ်တယ်အဲကြောင့်ဖျားစေလွတ်တဲ့နှုတ်ကပတ်တော်ကဒီနေ့ကျမတို့ကနော်ဒီမှာပဲပုတ်ပြတ်သွားဖို့မဟုတ်ဘူးဖျားပေးလာတဲ့နှုတ်ကပတ်တော်ကကျမတို့မပြန်ခင်မှာခမေးတော်စီမသွားခင်မှာအကျိုးမရှိဘဲငါထန်တို့မပြန်ရလို့ပြောတာဖြစ်တယ်အဲကြောင့်ကိုယ်မှာရတဲ့နှုတ်ကပတ်တော်ရေကိုအကျိုးရှိစွာကျမတို့ကပါလဲငါအလိုကိုပြည့်စုံစေမည်တဲ့ဖျားရဲ့အလိုတော်လူမျိုးတကာကြားရဖို့နော်လူမျိုးတကာကြားရဖို့ဘာဖြစ်လဲကျမတို့ကပြန်ပြီးပြောရမှာဖြစ်တယ်ဒီအလုတ်တာဝန်ကိုမလုတ်ပြီးပဲနဲ့မလာနဲ့လို့ဘုရားပြောတာဖြစ်တယ်အဲကြောင့်မလို့ဒီနေ့ကျမတို့ယုံကြည်သောသူတိုင်းတွေရဲ့တာဝန်ကဖခင်အလိုတော်ရှိတဲ့နိုင်ငံတော်နဲ့ရှင်တော်ဧဝံဂေလိတရားစကားကိုကျမတို့ကပြောရမှာဖြစ်တယ်ဟာလေလုယာနော်ဆိုတော့ကျမလည်းဒီမှာနေတာဒီနော်ခုလုံရွာမှာနေတာကြာပြီနော်ဆိုတော့ကျမလည်းခရီးပဲတွားနေတယ်ခရီးပဲနှစ်တိုင်းခရီးပဲထွက်နေတယ်နော်ဒီနှစ်မှနော်ကိုခိုင်ကိုပြန်ရောက်လာတဲ့အခါမှာအရင်ဦးဆုံးဒီဇင်ဘာ၁ရက်နေ့မှာမယုံကြည်သူတအံလူမျိုးနော်တအံလူမျိုးဒီခုလုံရွာအားလုံးကိုခေါ်ဖိတ်ပြီးမှယေရှုရဲ့အကြောင်းကိုပြောပေးတယ်ယေရှုကိုခေါ်ဖိတ်လက်ခံခိုင်းတယ်ဒါကဖခင်အလိုတော်ရှိတဲ့အလုပ်ဖြစ်တယ်နော်ဖျားအလိုတော်ရှိတဲ့အလုပ်ဖျားစေခိုင်းတဲ့အလုပ်ဖြစ်တယ်ဒီအလုပ်ကိုကျမတို့ကလုပ်ကိုလုပ်ဆောင်ရမှာဖြစ်တယ်ဒါကြောင့်ကျမတို့အထက်မှာနှုတ်ကပတ်တော်ရေဝင်ပြီးဆိုရင်ဘာဖြစ်လဲမယုံကြည်သူတွေအခြားသောလူမျိုးတွေအတွက်ပြန်ပြီးအဆိုပြန်ပေးရမှာဖြစ်တယ်ဟာလေလုယာနော်အဲကြောင့်ဒီနေ့ကျမတို့ရဲ့နှုတ်ကပတ်တော်ကအရေးကြီးဆုံးအရာဖြစ်တယ်ကိုယ့်အတွက်ကိုယ့်ရဲ့အသက်တာအတွက်လည်းနှုတ်ကပတ်တော်ရေကအရေးအကြီးဆုံးအရာဖြစ်တယ်ဆိုတဲ့အရာကိုဒီလောက်လဲပြန်ပြီးမှနော်ပြန်ပြီးခွန်အားပေးတာဖြစ်တယ်အရောက်စီတိုင်းဖျားသခင်ကောင်းချီးပေးပါစေဟာလေလုယာအာမင်